အသက်62နှစ်ရှိနေပြီဖြစ်ပေမဲ့ဂျာရီကမြတ်တာတရွန်းစင်တွေအကြောင်းအားကြခင်ရတဲ့ဒေါခင်လေးဆွေနဲ့ဒေါ်မြင့်ခင်အဖွားဒေါခင်လေးဆွေနဲ့ဒေါ်မြင့်ခင်တို့ကလက်ရှိမှာဆိုရင်အဖွားရည်ဖြစ်နေပြီဖြစ်တယ်လို့အနုပညာလောကနဲ့အလံဝေးခဲ့တာကြပါပြီတခိတခါရဲ့အောင်မြင်ဆုံးမြင့်သမီးတွေဖြစ်ခဲ့တဲ့အတွက်ပြည်သူတွေလည်းအခိုင်အမာရရှိခဲ့တာပါဒီဘက်ခေတ်လိုအမျိုးမျိုးမပြုတ်ပြတဲ့ခင်မှာအယောင်စင်ပြေဆုံးစွာနဲ့လာပါတာကြောင့်လေလူတိုင်းငြိကြခဲ့တာဖြစ်ပါတယ်ဒေါခင်လေးဆွေနဲ့ဒေါ်မြင့်ခင်တို့နှစ်ယောက်လုံးကကိုယ်စဉ်အသက်62နှစ်အရွယ်ကိုရှိနေပါပြီ။ဒေါခင်လေးဆွေကအသက်64နှစ်ဖြစ်ကဒေါ်မြင့်ခင်ကအသက်62နှစ်ဖြစ်ပါတယ်။အသက်60ကျော်အထိနေနိုင်ဖို့ဆိုတာဒီအချိန်မှာမလွယ်ကူတဲ့အရာတစ်ခုဖြစ်ပါတယ်။အသက်ရှည်ရှည်နေရဖို့ကဒီပေါတလို့ခက်ခဲနေတဲ့ကာလကြီးမှာအဖွားတို့ကအားကြစရာကောင်းနေရပါတတဲဟာဒူလာချိန်မှာအဖွားတို့ကဂျမစွာနဲ့နေထိုင်နိုင်တုံးဖြစ်ပါတယ်။အဖွားတို့နှစ်ယောက်လုံးကခုချိန်ထိအလားတွေပြင်ကလှပနေတုံးဖြစ်ပါတယ်။ဒါပြင်မျက်နှာရေးဆိုရင်လည်းတင်းရင်လှပကလန်းဆန်နေတုံးဖြစ်ပါတယ်။ပေကရရက်မှာရုရှင်အစည်းအရုံးကနေအသက်ကြီးပူဇော်ပွဲကိုကျင်းပခဲ့ပါတယ်။အဆိုပါပွဲမှာဒေါခင်လေးဆွေတို့နှစ်ယောက်လုံးကပါတက်ရောက်ခဲ့ပါတယ်။အသက်ကြီးလာပြီးမို့သွားလာလို့မလွယ်ကူတော့တဲ့အတွက်အခုလိုပွဲရှင်မသာတွေ့ဆုံဖြစ်ကြတာပါ။နေရာလုံးကသူငယ်ချင်းတွေဆုံတော့မှမို့အရင်ကလည်းဝန်သားနေကြတာပါဒေါခင်လေးဆွေနဲ့ဒေါ်မြင့်ခင်တို့နေရာလုံးကအပြိုမဲခင်မှာတခက်တဲ့အတူတူတရုတ်ဆောင်ခဲ့ကြတာပါစကားရီများမှလည်းတွဲဖက်တရုတ်ဆောင်ကအမြင်ခဲ့ကြပါတယ်နေရာလုံးကသူငယ်ချင်းလည်းဖြစ်တာမို့အမြဲတမ်းတန်တိုင်ပပင်းနဲ့ခင်ခဲ့ကြတာပါဒါပြင်အခုချိန်တည်းတဲ့နေရာလုံးကအသက်ရှင်နေရမို့ကန်ကောင်းတဲ့ဆိုပြီးဝန်သားနေကြတာပါဒါမဲ့ဒေါ်မြင့်ခင်ကတော့ဒေါခင်လေးဆွေရဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။အဲ့ဒါကတော့ဒေါ်မြင့်ခင်ကအကယ်ဒမီ9ဆုတောင်ရထားပြီးမိဒေါခင်လေးဆွေကအကယ်ဒမီ1ဆုမှမရရှိခဲ့ပါဘူး။တရုတ်ဆောင်ကောင်းပြီမဲ့လေအနုပညာတက်တန်တက်ရှောင်းအကယ်ဒမီမရခဲ့တဲ့အပေါ်စိတ်မကောင်းဖြစ်နေရပါ။တကယ်တော့ဆိုရင်အနုပညာတက်တန်ရရောဝါရပါအကယ်ဒမီတစ်ခုလောက်ရမှာဖြစ်ပါတယ်။ဒါပြင်ဒေါခင်လေးဆွေကအသက်60ကျော်အထိအကယ်ဒမီမရပဲဦးရတော့မှာပါလားဆိုပြီးဒေါ်မြင့်ခင်ကစိတ်မကောင်းဖြစ်နေရပါ။ဒါကြောင့်မို့အဖွားဒေါ်မြင့်ခင်ကဒေါခင်လေးဆွေကိုအကယ်ဒမီတွေပေးပြမယ်ဆိုပြီးလည်းပြောခဲ့ပါတယ်။နှစ်ယောက်လုံးကဆယ်ကျော်တက်လေးတွေလိုစကားတွေပြောကချစ်ခင်နေရကိုမြဲတာကြောင့်အားလုံးကအားကြနေရပါ။သူငယ်ချင်းအရင်ကြီးတွေဖြစ်တာမို့တာသလားနာသလားဆိုပြီးလည်းမရှိပါဘူး။ဒါအပြင်ဒေါခင်လေးဆွေကလည်းဒေါမြင့်ခင်အပေါ်မှာမနာလူဥတူရာမျိုးလောကမရှိခဲ့ပါဘူး။နှစ်ယောက်လုံးကအိုစားသားလေးကောင်းသလိုနောက်ဆုံးတက်တန်ကာလာမှာစိတ်ချမ်းသာစွာနေထိုင်ကြတာပါ။တာတမင်းတွေကလည်းလူလေးသိမရှိကို၆ပန်ကြတာဖြစ်ပါတယ်။လူများတော့အသက်60ကျော်နေပြီမဲ့ဖလန်ထနေသေးတဲ့အဖွားတို့ကိုကြည့်ပြီးအားကြနေတာဖြစ်ပါတယ်။ဒီဘက်ခေတ်ကအသက်50ဝန်းကျင်ရှိလာပြီဆိုရင်တော့အေးရတဲ့လဲကျင်တဲ့အထိယောဂတွေကများနေရပါ။အစားတောက်တွေကလည်းကွာသလိုလူနေမှုနေထိုင်တဲ့ပုံစံကလည်းကွဲပြားတာကြောင့်ဖြစ်ပါတယ်။ဒေါခင်လေးဆွေနဲ့ဒေါ်မြင့်ခင်တို့ကဘာယောဂကြီးကြီးမမမရှိပဲကျမနေအောင်နေထိုင်ကြတာပါ။ပြည်သက်ကြီးရောအဖွားဒေါခင်လေးဆွေတို့ကြားကချစ်ချွေမြတ်တာကိုအားကြလားဆိုတာပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စီရင်နုပညာရှင်သတင်းအကြောင်းများကိုဒီနေ့ပြင်းညက်တင်ဆက်ပေးဦးမှာပြောလို့တက်တော့ဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်